နင်းလာသားသမီးများမင်းဟာတအားချီစားအိမ်ကသားသမီးများစောက်အပ်ပေးဘွားကကြိုးဖို့တွက်ဒီတချင်းကိုတနေ့ဆယ်ခါရွတ်လို့ဖတ်ဗုဒ္ဓဘုရားတနေ့သုံးခါယူတာကလွယ်လို့ကျွန်တော်ယုံချောတယ်မဟုတ်ဘူးလားဘာမှမတွေးလှုပ်ချင်ရစွတ်လှုပ်တတ်တဲ့သားသမီးတွေကကြာတာပတိသားသမီးများဘယ်သွားရန်ကိုနောက်ကျတတ်တဲ့အတွက်ကားတစ်စီးများနောက်တစ်ချက်ကတအားကြီးများသူတို့တွေအနားမှာရှိမယ်ဆိုရင်နားကြီးကြတယ်ကြာတာပတိသားသမီးများပဲဖောက်ရဖောက်ရအရန်ကိုခောက်တာဘယ်သူမှမဟုတ်ဘူးအဲ့ဒါပေါက်ကြနောက်တစ်ခါထပ်ပြောမှဖြစ်မယ်အရန်ကိုခောက်တာဘယ်သူမှမဟုတ်ဘူးအဲ့ဒါပေါက်ကြယူနေလို့ပါဗျာ စနေသားသမီးများအနေထားအရာပြောမယ်ဆိုရင်တော့ဒီနှစ်မှာပဲသေမှာမြန်သေတန်းစီသေအကုန်သေမသေရင်သေအောင်ရရလောက်တတ်မှာသေ